ဘဝလောက်တော့ရှေ့ဘဝတည်းဘဝတိုင်းလောက်ခဲ့မှာပဲလေမလောက်ဖက်နေတာငုတ်တုတ်အိတ်နေတာတရားမှမရှိတာအဲ့ချိန်အဲ့ပြီးနိုးချိန်မှာလှုပ်တင်တာထလှုပ်တယ်ပြောတင်တာပြောတယ်တွေးနေတာပဲငှက်ပြန်ရင်သေးလူကြံရင်သေးဆိုကြမ်းနေတာပဲအဲ့ဒီလိုမျိုးနဲ့ကံနေရဘဝများစွာလောက်ခဲ့တယ်အဲ့ဒီကံတွေကိုဘာလို့ခေါ်လဲရှေးကံဘာကံနဲ့လဲရှေးကံလို့ခေါ်တယ်နော်တစ်ချက်ယခုဘဝမှာပြုတ်အပ်ခဲ့သောကံဟုနှစ်မျိုးရှိ၏တဲ့ဒီဘဝနော်လူရယ်လို့ဖြစ်လာပြီးအတိလှုပ်တဲ့ကံနေရှိတယ်လို့ပြောတာသိလို့ဖြစ်စေမသိလို့ဖြစ်စေတခါတလေခလေးတုန်းကမသိကြဘူးလေမသိပင်မလုပ်ဘဲနေလားလှုပ်တာပဲမသိလေလှုပ်ကြတာပဲအဲ့တော့ဒီဘဝမှာလှုပ်တဲ့ကံကိုကံသစ်ပေါ့ရှေ့ဘဝများစွာလှုပ်ခဲ့တဲ့ကံကိုဘာလို့ခေါ်လဲကံဟောင်းနှစ်မျိုးနော်ကဲထိုနှစ်မျိုးတွင်အကျိုးတစ်ခုကိုပေးရ၌ရှေ့ကံသည်လိုရင်းအကြောင်းပြီးတဲ့အကျိုးတစ်ခုပေးပြီဆိုဘယ်ကံလိုရင်းရှေ့ကံလိုရင်းနဲ့နော်မှတ်ထားဒီဘဝကံနဲ့ရှေ့ကံနဲ့ရှင်ရင်ဟိုတနေ့ကကံရဲ့အကျိုးကိုပြောပြတဲ့အချိန်မှာဘယ်ကံအားကောင်းတာရှေ့ကံဒီဘဝလောက်တဲ့ကံဒီဘဝအကျိုးပေးတာကပထမဇောဟုတ်တယ်နော်ရှေ့ဘဝကလောက်ခဲ့တဲ့ကံဒီဘဝအကျိုးပေးတာကတတ္တမဇောဟိုးရှေ့ဘဝများစွာတန်တရာအစမထင်တန်တရာတခွင်ကလောက်ခဲ့တဲ့ကံတွေဒီဘဝကိုအကျိုးပေးရင်ဗာလဲအလဲဇော၅ချက်အားအနေနဲ့ဒီဘဝလောက်ဒီဘဝပေးတဲ့ပထမဇောကဗာလဲအားအနည်းဆုံးရှေ့ဘဝကလောက်ခဲ့ပြီးဒီဘဝပေးလိုက်တဲ့ကံကအားအကောင်းဆုံးတတ္တမဇောဟိုးရှေ့ဘဝများစွာလောက်ခဲ့ပြီးဒီဘဝလှမ်းအကျိုးပေးတဲ့ကံကအားအလဲလန်းဆိုတော့ကဲရှေ့ဘဝကပဲဖြစ်ဖြစ်ဒီဘဝရဲ့ရှေ့ဘဝကပဲဖြစ်ဖြစ်လောက်ခဲ့တဲ့ကံနဲ့ဒီဘဝလောက်တဲ့ကံနဲ့ရှင်လိုက်ရင်ဘယ်ကံအားသာရှေ့ဘဝတွေကလောက်တဲ့ကံအားသာတယ်လို့ပြောတာဒါကြောင့်မို့လို့အကျိုးတစ်ခုပေးတဲ့နေရာမှာရှေ့ကံဒီလိုရင်းအကြောင်းဒီလို့ပြောတာအဲ့ဒါကြောင့်နော်ရှေ့ကံကပိုအားကောင်းတယ်ယခုဘဝကံလုံးဝမပေးဘူးလို့ပြောတာမဟုတ်ဘူးနော်လုံးဝမပေးဘူးပြောတာမဟုတ်ရှေ့ကံလိုရင်းဆိုတာပိုအားကောင်းလို့အဓိကကြတယ်လို့ပြောတာယခုဘဝကံမှာယခုဘဝအတွက်ရှေ့ကအခွင့်ရအောင်သို့မဟုတ်အားရှိအောင်ကုညီထောက်ပံ့ယုံတာတဲ့ကဲရှေ့ကကံကပါလာခဲ့တယ်ဒါပေမဲ့လို့လောကသဘောရပြောရင်ရေလာမြောင်းပေးပါတယ်လေရေလာမြောင်းပေးဟိုအပေါ်မှာရေကန်ကြီးရှိတယ်အဲ့ရေကကိုယ်စီကိုလာစေခြင်းတယ်ဒီတိုင်းနေတော့လမ်းမရှိတော့မလာဘူးအဲ့တော့ဗာလေးလုပ်ပြရမြောင်းလေးဖောက်ပြီးလိုက်တော့ရှောဆိုကိုရှိရေတွေဆင်းလာအောင်ရှေ့ဘဝများစွာကတဘဝတည်းမဟုတ်တော့ဘဝပေါင်းမရေမတွက်နိုင်အောင်ဖြတ်တန်းခဲ့ရတာတန်တရာအဲ့ဒီတော့ကလောက်ခဲ့တဲ့အားကောင်းနိုင်တဲ့ကံတွေမရှိဘူးလားရှိလားရှိတာပေါ့တဘဝလောက်ခဲ့မှာပဲဒီအခုမျက်မြင်ကိုကြည့်လေဗုဒ္ဓဘာသာတွေကြီးအလှဒါနလုပ်တယ်တော့မထင်နဲ့နော်မြန်မာပြည်ဟာကမ္ဘာပေါ်မှာအလှဒါနအရက်ရောဆုံးနိုင်ငံမှန်တယ်သို့တော့အနောက်နိုင်ငံတွေမှာလည်းပဲမိမိတို့တတ်နိုင်တဲ့ပစ္စည်းဥစ္စာတွေအဲ့ဓာတွေကိုတေကန်ဒီမှာအမွေခံမရှိတော့တဲ့အတွက်လူမှုရေးအသင်းဖွဲ့တွေလှူမဲ့လူတွေရဲ့ကျမ်းမာရေးအတွက်ကျမ်းမာရေးသုတေသနဌာနတွေလှူမဲ့ဆိုပြီးတော့စေတနာထက်တန်နဲ့လှူခဲ့တဲ့ကောင်းမှုတွေမရှိဘူးလားရှိလားအခုခေတ်တောင်ရှိသေးတာပဲဒါတော့ကိုလည်းရှေ့ဘုံကများစွာတော့ကဘုရားဘာသာဖြစ်လို့ဖြစ်စေဘုရားဘာသာမဟုတ်ပဲဖြစ်စေပြုခဲ့တဲ့ကောင်းမှုတွေရှိမှာပဲအဲ့ရှေ့ကပြုခဲ့တဲ့ကောင်းမှုတွေဟာအားကောင်းမောင်းတန်အနေထားရှိတယ်အဲ့တော့လောက်ခဲ့တဲ့ကုသိုလ်တွေရှိတယ်လို့ပြောတာနော်ကိုဘဝတန်ត្រာမှာလောက်ခဲ့တဲ့ကုသိုလ်တွေအများကြီးရှိတယ်လို့ပြောတာအဲ့ဒီကံတွေကဒီဘဝကိုလည်းရောက်ရောဒီဘဝကိုလိုက်လာအကျိုးပေးဖို့အတွက်ကိုကဘာလုပ်ပေးရရေလာမြောင်းပေးကိုကောင်းမှုလုပ်ဖို့လိုတယ်ကံတဘာဝကတူရပေါင်းတာကိုလူလည်းဓာတ်တူချင်းမှပေါင်းတာနော်လူလည်းဓာတ်တူချင်းမှပေါင်းတာတူရပေါင်းကြတော့ကံလည်းတူရပေါင်းမှာပဲအဲ့တော့ကိုကုသိုလ်ကံတွေလိုက်လာစေခြင်းနဲ့ဆိုဒီမှာဗာများလုပ်ကုသိုလ်များလုပ်လေကိုကအာကုသိုလ်ကြီးလုပ်ရင်ဆန်းကျင်ဘက်တွေသွားလုပ်တဲ့အတွက်ဟိုကံလိုက်လာမှန်တာပိတ်သွားမှာလားပိတ်သွားမှာပဲအဲ့တော့ဒီဘဝမှာကောင်းမှုများလုပ်ပေးလိုက်ရင်အဲ့ကောင်းမှုအရှိန်နဲ့ရှေ့ကကောင်းတဲ့ကံတွေကလမ်းပွင့်လာပြီးဒီကိုလိုက်လာပြီးအကျိုးပေးရောအဲ့ဒီလိုရှေ့ကံတွေလိုက်လာပြီးအကျိုးပေးလို့ရအောင်မလုပ်ပေးတာယခုဘဝအတွက်ရှေ့ကံတွေအခွင့်ရအောင်ရေလာမြောင်းပေးလုပ်ပေးတယ်လို့ပြောတာနော်သို့မဟုတ်မလုပ်လဲအားရှိအောင်အဲ့တော့ရှေ့ကံကနည်းနည်းအားနဲ့လိုက်တော့လိုက်လာတဲ့နည်းနည်းအားနဲ့ဆိုကိုကဒီကုသိုလ်ကံတွေလုပ်ပေးလိုက်ရင်ရှေ့ကံနဲ့အခုကံနဲ့လည်းပေါင်းရောဘာဖြစ်သွားလဲအားရှိသွားတယ်နော်ရှေ့ကံအရှိန်နည်းနေတောင်အခုများလုပ်ပေးလိုက်တော့ခုကံနဲ့ရှေ့ကံပေါင်းတော့ဘာဖြစ်သွားအားရှိသွားတယ်
အားကောင်းသွားတယ်လို့ပြောတယ်အဲ့လိုအားရှိအောင်လိုက်လာနိုင်အောင်ကိုညီထောက်ပံ့ယုံတာတဲ့ဒါကံအကျိုးပေးမှာရှေ့ကံကလိုရင်းလို့ပြောတာနော်သို့တော့ဒီကံလည်းမပေးဘူးလို့တော့မထင်နဲ့နော်ဒါလုံးဝမပေးတာမဟုတ်ဘူးကိုညီဖို့အဓိကလောက်ကြတယ်သို့တော့အခွင့်အသာရင်ဒီကံလည်းဘာဖြစ်လဲအကျိုးပေးတာပဲနော်ဒီကံလည်းအကျိုးပေးတာပဲအားနေတဲ့ကံဆိုပေမဲ့လို့အာစိတ်နဲ့ကံဆိုတာဘာပြောတာအလေးအကျင့်များတဲ့ကံနေ့စဉ်လှုပ်လာတော့ဘာဖြစ်လဲအလေးအကျင့်ကောင်းသွားတယ်အဲ့လိုအလေးအကျင့်ကောင်းနေဆိုတချို့များဆိုလို့ရှိရင်ရောင်တာတော့မှနမောတတရောင်နေဗုဒ္ဓလို့ရောင်နေအလေးအကျင့်အားကောင်းတော့တချို့လည်းအရက်ထဲမှာနေလိုက်တော့အလေးကျင့်ကမဟုတ်တဲ့အလေးကျင့်တွေများရောင်ရင်မဟုတ်တာတွေထွက်ကုန်အောင်ပါဇက်ကအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့အလေးကျင့်ပဲအလေးကျင့်အားကောင်းရင်အာစိတ်နကံလို့ခေါ်တယ်နော်အာစိတ်နကံအားကောင်းသွားရင်အာတဝနတတ္တိဝင်လာတယ်ပဋ္ဌာန်းအာတဝနပစ္စယောအာတဝနတတ္တိပေါင်းစည်းမိသွားတယ်လို့ခေါ်တယ်နော်အဲ့လိုလဲပေါင်းစည်းမိသွားရောဒီဘဝမှာပြန်အကျိုးပေးတယ်ဒီကံလည်းအကျိုးပေးတယ်ရှေ့ကံတွေလိုက်လာနိုင်အောင်လဲသူကလမ်းဖွင့်ပေးတယ်ရှေ့အားနေနေတဲ့ကံကိုအားကောင်းအောင်လဲသူကကူညီပေးတယ်ဒီဘဝကံတွေကအဲ့လိုလုပ်တာနော်နောက်ဘဝ၌ကဆိုင်ရာအကျိုးကိုကိုယ်တိုင်ပေးခွင့်ရှိသည်ဆိုတာအဲ့ဒီဘဝကံကနောက်ဘဝဆိုရင်တော့ဒီဘဝမှာလုပ်တဲ့ကံရဲ့တတ်တယ်မစောမှန်သမျှဒီနောက်ဘဝကျရင်တော့အားကောင်းမောင်းတန်နဲ့ဘာလို့မလဲအကျိုးပေးလိမ့်မယ်လို့ပြောတာနော်ဒါကံရဲ့အကျိုးပေးဖို့